ဒီနေ့ကတော့ဆမ်ဆာတွေအကြောင်းပြောကြပါမယ်အဲ့တော့ဆမ်ဆာဆိုတာကအခုကျွန်တော်တို့မြင်နေရတဲ့ဒီခေါင်းတွေကိုပြောတာဒီခေါင်းတွေအကုန်လုံးကလည်းတကယ်သေပြီးသားလူစင်စစ်ရဲ့ခေါင်းတွေကိုဖြတ်ပြီးတော့မှလှုပ်ထားတာအရင်တုန်းကဆိုရင်တော့ဒါတွေကိုဖုံးတကိုးကြီးတယ်ဒီလက်လာပါကောင်းတဲ့အဆောင်ဖြစ်နေအိမ်တွေမှာထားကြလိမ့်ရှိပါတယ်ထူးထူးခြားခြားအနေနဲ့ပါလာတာကသူ့ရဲ့မျက်လုံးတွေပါးစပ်တွေကိုအခုလိုမျိုးကြိုးတွေနဲ့ခြီးပြီးတော့မှပိတ်ထားတာတခြားကြည့်လိုက်ရင်လည်းဒီဝက်ကောင်းလိုဒီဝွန်ပလွေကောင်းလိုနဲ့တော်တော်လေးထူးခြားပြီးတော့တော်တော်လေးနဲ့ကြက်သိမ်းထားဖို့ကောင်းတယ်အဲ့တော့ဘာလို့များသူတို့ရဲ့မျက်လုံးတွေပါးစပ်တွေကိုအခုလိုမျိုးကြိုးတွေနဲ့စီးပြီးတော့ထားရတာလဲဆိုတော့ဒီကောင်းတွေကအခုကျွန်တော်တို့မြင်နေသလိုမျိုးတာမန်ကောင်းတွေမဟုတ်ဘူးဗျဒီနက်ကိုးကွယ်မှုတွေရဲ့ဒီဝိညာဉ်ရေးရာပတ်သက်မှုတွေရဲ့ဒီနှစ်ခုပေါင်းပြီးတော့မှဆင်းသက်လာခဲ့တာဆမ်ဆာဆိုတဲ့ဒီတလေးရဲ့မူလအစကဒီရွှာလူမျိုးတွေကနေစပါနောက်တနည်းရှရာကန်ဟတ်လို့လည်းခေါ်ကြပါတယ်မူလကဒီရွှာလူမျိုးတွေဆိုပေမဲ့လည်းဒီအီကွေဒေါတို့ဖီရူးတို့မှာနေတဲ့တချို့သောမျိုးနွယ်စုတွေမှာလည်းဒီကိုးကွယ်မှုတွေကအခုထိရှိနေတုန်းပါပဲဒါပေမဲ့ဒီတလေးရဲ့မူလအစကတော့နတ်ကိုးကွယ်မှုတော့မဟုတ်ခဲ့ဘူးဗျဒီခေါင်းတွေကိုဒီစီရေးမှာအွန်လိုင်းသူအဖြစ်ဒါမှမဟုတ်ကိုမျိုးနွယ်ရဲ့ဂုံတိတ်ခါတွေအတွက်ပဲသုံးခဲ့ကြတာကျွန်တော်တို့ဟိုးအရင်တုန်းကဆိုရင်တစ်ဖက်နဲ့တစ်ဖက်စစ်တွေဖြစ်ကြတယ်အဲ့ဒီမှာဆိုရင်လည်းတစ်ဖက်ကရန်သူခေါင်းဆောင်ရဲ့ခေါင်းကိုဖျက်ပြီးတော့မြေပေါ်မှာစိုက်ထားတာမျိုးတွေကိုလည်းတွေ့ဘူးကြမယ်လို့တော့ထင်ပါတယ်သူ့ရဲ့ယုံကြည်မှုမှာကအဲ့ဒီလိုမျိုးလှုပ်ခြင်းအပြင်ဒီတစ်ဖက်ရန်သူရဲ့စိတ်ဆွမ်းအားတွေကလုံးဝကိုမှလျှော့ကျသွားပြီးတော့ဒီကြံတဲ့သူတွေအားလုံးကလည်းသူ့အလိုလိုလက်နက်ချတာမျိုးတွေအရှုံးပေးလိုက်တာမျိုးတွေအဲ့ဒီလိုမျိုးကိုယ့်ကိုအရှုံးပေးတာကိုကြည့်ပြီးတော့မှကို့မှာဒီအရင်ကထက်ခွန်အားကြီးသွားတာမျိုးဒါမှမဟုတ်ယုံကြည်မှုပိုတိုးလာတာမျိုးတွေအဲ့ဒီလိုမျိုးယုံကြည်မှုတွေကြောင့်ပဲဒီတစ်ဖက်ရန်သူရဲ့ခေါင်းကိုဖျက်ပြီးတော့စစ်မြေပြင်မှာစိုက်ထားကြလိမ့်ရှိပါတယ်ဒါတွေကတော့စစ်တွေအောင်နိုင်တဲ့သူတွေမှာပဲလောက်ကြတာကများတယ်ပေါ့ဒီမျိုးနွယ်စုတွေရဲ့ယုံကြည်မှုကိုပြန်ကြည့်လိုက်ရင်လည်းသူတို့ယုံကြည်တဲ့ဝိညာဉ်က၃ခုရှိပထမဆုံးတစ်ခုကတော့ဒီဝါခါနီအဲ့တော့ဝါခါနီဆိုတဲ့ဒီစကားလုံးကိုနားလည်ရအလွယ်ကူဆုံးဖြစ်အောင်ပြောပြရရင်ကျွန်တော်တို့တွေအားလုံးကလူမှန်ရင်တော့သေရမှာကြီးပဲဒါပေမဲ့အဲ့ဒီသေကာနီးလူတိုင်းနီးပါးမှာအမြဲလိုမပြီးမြောက်သေးတဲ့ကိစ္စတစ်ခုကအမြဲတမ်းလိုကြံနေတတ်တယ်ဒါကတော့ဒီပစ္စည်းကတော့ငါပိုင်တယ်ဟိုလူကိုတော့ငါပိုင်တယ်ဒီလူကိုတော့ငါပိုင်တယ်ဆိုတဲ့အဲ့ဒီငါဆိုတဲ့ဆွဲလန်းမှုအဲ့ဒီလိုမျိုးဆွဲလန်းမှုတွေနဲ့သေတဲ့အခါကျတော့ဒီမကျွတ်မလွတ်ဖက်နဲ့ကြံနေခဲ့တဲ့ဝိညာဉ်ကိုပြောတာနောက်ဒုတိယတစ်ခုကတော့ဒီအာရူထန်ဆိုတဲ့ဝိညာဉ်ပေါ့လေအဲ့တော့အာရူထန်ဆိုတာကကျွန်တော်တို့ကိုကူညီဖို့ဒါမှမဟုတ်ဘေးဒုက္ခတစ်ခုခုရောက်အောင်အမြဲလိုကျွန်တော်တို့ကိုစောင့်ကြည့်နေတဲ့ဒီဝိညာဉ်မျိုးကိုပြောတာနောက်တစ်ခုကတော့ဒီမူဆက်ဆိုတာကတော့သူတို့ရဲ့ယုံကြည်မှုမှာဆိုရင်လူတစ်ယောက်ကိုတတ်မယ်ဆိုရင်သေကြတယ်အဲ့ဒီအသက်ခံရတဲ့သူကသူမသေးခင်ကြားထဲမှာပြန်ပြီးတော့ဂလက်စားချခြင်းတဲ့စိတ်ကတော့ရှိနေမှာပဲအဲ့ဒီစိတ်တွေကြောင့်ပဲသေတဲ့အခါမှာဒီမကျွတ်မလွတ်ဖဲနဲ့ဝင်ရောက်ပူးကပ်ပြီးတော့ဘယ်သူကတော့ဘယ်သူကိုဘယ်လိုမျိုးလှုပ်တာငါဘယ်လိုမျိုးပြန်လှုပ်ချင်တယ်ဆိုတာမျိုးတွေကိုဒီတခြားသောလူတစ်ယောက်စီမှာဝင်ရောက်ပူးကပ်ပြီးတော့ပြောတဲ့ဝိညာဉ်မျိုးကိုဆိုလိုချင်တာဒါတွေအကုန်လုံးကလည်းအခုကျွန်တော်တို့လက်တွေ့တွေမှာအများကြီးမြင်မှုကြမယ်လို့တော့ထင်တယ်အဲ့ဒီအချက်၃ချက်ကြောင့်ပဲအဲ့ဒီလူတွေကိုမျက်လုံးတွေဆိုရင်လည်းမမြင်နိုင်အောင်ပိတ်ထားတယ်။ပါးစပ်တွေဆိုရင်လည်းဘာမှမပြောနိုင်အောင်ပိတ်ထားတယ်။အဲဒီလိုမျိုးလှုပ်ခြင်းအပြင်သူ့ရဲ့ဝိညာဉ်ကိုထိန်းချုပ်ပြီးသားဖြစ်စေတယ်ဆိုပြီးတော့သူတို့ရဲ့ဒလိမှာယုံကြည်ထားကြတယ်။ဆိုလိုချင်တာကသူ့ဝိညာဉ်ကိုအပြင်ပေးပြီးတော့မထွက်ဘဲနဲ့သူ့ရဲ့ခေါင်းထဲမှာပဲထာဝရထည့်ထားတယ်ဆိုတာကိုပြောချင်တယ်။အဲဒီရွှာလူမျိုးတွေရဲ့နတ်ကိုးကွယ်မှုပုံစံကိုပြန်ကြည့်လိုက်ရင်လည်းကျွန်တော်တို့ဘက်ကနတ်ကိုးကွယ်မှုတွေနဲ့လုံးဝမတူကျွန်တော်တို့ဘက်ကနတ်ကိုးကွယ်မှုတွေကကြတော့ဒီနတ်ဆိုတာကလူတွေကိုမားစားဖို့ဒါမှမဟုတ်ကူညီပေးဖို့တခြားသောဘုံဌာနတစ်ခုကနေရောက်လာတဲ့အထင်နဲ့မှားပြီးတော့ကိုးကွယ်ကြတယ်ရှ िख ိုးကြတယ်ဒါပေမဲ့သူတို့တွေမှာကကြတော့ဒီနတ်ကိုးကွယ်မှုလို့ပြောလိုက်တာနဲ့ဒီနတ်ဆိုတာကြီးကိုထိုင်ပြီးတော့ကြော့နေတာမျိုးရှ िख ိုးနေတာမျိုးကိုပြောတာမဟုတ်ဘူးသူတို့အတွက်နတ်ဆိုတာကဒီသေသွားတဲ့သူတယောက်ရဲ့ဝိညာဉ်တတ်ပဲအဲဒီထက်ဘာမှပုံမနေဘူးဘယ်နေရာဘယ်ဘုံဌာနကမှတကူးတကကြီးရောက်လာတာမျိုးလည်းမဟုတ်ဘူးတချို့တွေဆိုရင်ပြောကြတယ်နတ်ဆိုတာကမမြင်ရဘူးအနှံ့ပဲစားတာတို့ဘာတို့အမျိုးမျိုးပြောကြတယ်ဒါပေမဲ့သူတို့တွေအတွက်မှာကကြတော့ဒီနတ်ဆိုတာကတကယ်လဲရှိတယ်တကယ်လဲမြင်နေရတယ်အဲ့ဒီနတ်တွေဆိုတာကလည်းဘယ်သူကမှဖန်တီးထားတာမဟုတ်ဘူးသူတို့တွေကိုယ်တိုင်ကပဲဖန်တီးထားတာဒါကြောင့်မလို့လူဖြတ်ရင်နတ်ပြတ်တယ်နတ်ဖြတ်လို့လူမပြတ်ဘူးနောက်ပြီးတော့သူတို့တွေမှာဒီပွဲတော်တွေဘာတွေရှိရဆိုရင်သူတို့ကအဲ့ဒီသူတွေစီကိုသွားပြီးတော့ဒီဟာကိုတော့ကာကွယ်ပြီးဟိုဟာကိုတော့စောင်းရှောက်ပေးဆိုပြီးတော့ခိုင်းစေကြတာမျိုးတွေကျွန်တော်တို့စီမှာကြတော့ဒီနတ်ကိုးကွယ်မှုကအဲ့ဒီလိုမျိုးမဟုတ်ချင်းပြူပစင်းကန်တွေဘာရှိရဆိုရင်လည်းအရင်ဆုံးအဲ့ဒီနတ်စင်ကိုသွားပြီးတော့မှပြရတယ်သွားပြီးတော့ပြတဲ့အခါကျတော့လည်းမနှက်ဖြန့်ရဟန်းဖြစ်မဲ့သူကဘယ်ကမှမသိတဲ့နတ်ကြီးကိုထိုင်ပြီးတော့ရှ िख ိုးကြတကယ်တမ်းကကြတော့အဲ့ဒီလိုမျိုးမဟုတ်ဘူးနတ်ပြရတယ်ဆိုတဲ့သဘောကဒီကလေးကနောက်နေ့ဆိုရင်ရဟန်းဖြစ်တော့မှာဒါကြောင့်မလို့ဒီကလေးကိုစောင်းရှောက်ဖို့ကာကွယ်ပေးဖို့ဒီနတ်စင်မှာရှိတဲ့နတ်တွေကိုလာပြတာအကူညီလာတောင်းတာဒါပေမဲ့လူကြီးတွေကကြတော့အဲ့ဒီလိုမျိုးမဟုတ်ဘူးထိုင်ပြီးတော့ဟိုမှာကြော်ခိုင်းလိုက်တယ်ဆိုတော့တော်တော်လေးကိုမှမှားတယ်ပေါ့လူသမိုင်းတစ်လျှောက်မှာဒီနတ်ကိုးကွယ်မှုတွေရှိတယ်ဆိုတာမှန်ပေမဲ့ကိုးကွယ်တာချင်းမတူဘူးဆိုတာကိုပြောချင်တယ်
ဒီရွှာလူမျိုးတွေရဲ့နတ်ကိုးကွယ်မှုကကြတော့ဒီနတ်ဆိုတာကငါတို့ဖန်တီးထားတဲ့အကောင်အဲ့တော့ငါတို့ခိုင်းတဲ့အတိုင်းပဲလုပ်ရမယ်မလုပ်ရင်မပေးဘူးမကြွေးဘူးဆိုတဲ့သဘောသူတို့ရဲ့ယုံကြည်မှုတွေမှာဆိုရင်လည်းဒီကောင်းကိုပိုင်ဆိုင်ထားတဲ့သူတွေကဒုက္ခဒုက္ခတုန်းကဆိုရင်တော်လေးဖုံကြီးတဲ့သူတွေဆိုပြီးတော့မှပြောကြတယ်ဆိုတဲ့အခါကျတော့ဒီကောင်းပုံစံကိုလိုချင်တဲ့သူတွေကနောက်ပိုင်းမှာတော်တော်လေးများလာကြတယ်ဒီ19ရာစုအလယ်ပိုင်းလောက်တုန်းကဆိုရင်ဒီပြည်တခြားတွေနဲ့အမေရိကန်တွေကဒီကောင်းတွေကိုယဉ်ကျေးမှုတစ်ခုဖြစ်တယ်ဆိုပြီးတော့စူဆောင်းလာကြတယ်ဒါပေမဲ့နောက်ပိုင်းတွေမှာတော့ဒီတရားမဝင်ကုန်သွယ်မှုတွေပါရှိလာခဲ့တယ်ဆိုပြီးတော့သူတို့ရဲ့အစိုးရကနေလုံးဝတရားဝင်တားမြစ်ပိတ်ပင်ခဲ့တယ်ဒါပေမဲ့လည်းအခုချိန်မှာတော့ဒီခေါင်းတွေကပြားတိုက်ထဲမှာပဲရှိပါတော့တယ်ကျွန်တော်တို့ဒီအပြင်တွေမှာမရှိတော့ပါဘူးဒါတွေနဲ့ပတ်သက်ပြီးတော့လည်းဒီခေါင်းတွေကိုအခုချိန်မှာဝယ်ရောင်းလုံးနေတဲ့သူတွေလည်းရှိတယ်ဒါပေမဲ့အဲ့ဒါတွေအကုန်လုံးကတကယ်အစ်စ်တွေမဟုတ်ပါဘူးအကုန်လုံးကတော့ဂျင်းတွေကြီးပဲတကယ်အစ်စ်တွေကလည်းဝယ်လို့မရတော့ပါဘူးယဉ်ကျေးမှုတစ်ခုအနေနဲ့ပဲပြားတိုက်ထဲမှာပဲရှိပါတော့တယ်ဆိုတော့အားလုံးပဲတက်တာပါ